တင်မောသီးစိမ်းနဲ့ကြက်ချရောက်ကိုချစ်ချစ်ဆက်ဆက်လေးတုပ်စားမယ်လိုက်ကြည့်ပေးကြအောင်နော်အရင်ဆုံးကြက်ချရောက်လေးကိုနိုင်ခွက်လောက်ပြုတ်ပေးပါမယ်ကြက်ချရောက်ပြုတ်တဲ့နေရာမှာဂျင်းလေးထည့်ပြုတ်ပါတယ်ကြက်ချရောက်လေးလည်းနူးပြီဆိုတော့ဆယ်ထားလိုက်ပါမယ်ကြက်ချရောက်တုပ်တဲ့ထဲကိုမြင်ငပိလေးနည်းနည်းကိုမိခင်ပေးလိုက်ပါတယ်။ပါဝင်ပစ္စည်းတွေလည်းအစင်သစ်ဖြစ်ပြီဆိုတော့တုပ်ပါတော့မယ်။အရင်ဆုံးပြုတ်ထားတဲ့ကြက်ချရောက်လေးထည့်ပါမယ်။ရေဆေးပြီးလှီးထားတဲ့ကြက်စုံစိမ်းလေးလည်းထည့်ပါမယ်။တင်မောသီးအစိမ်းချစ်ထားလေးနဲ့ခရမ်းချင်သီးလှီးရတာလေးလည်းထည့်ပါမယ်။ရုပ်သီးသိမ်းထောင်းတာလေးလည်းထည့်ပါမယ်အဆက်ကတော့ကိုလူတလောက်ထည့်ပါနော်ညင်ငပိမီးဖုတ်ထားတာလေးလည်းထည့်ပါမယ်တမယာရည်လေးလည်းထည့်ပါမယ်အရသာအတွက်ကြက်သားမှုန်လေးနဲ့ငပြိုင်လေးနည်းငယ်လေးထည့်ပါမယ်စီလေးနည်းငယ်လေးထည့်မယ်ရှင်ပါဝင်ပစ္စည်းတွေလည်းထည့်ပြီးပြီဆိုတော့အရသာလေးဝင်သွားအောင်တေချာလေးနေပြီးလိုက်ပါမယ်နာမည်လေးပါထည့်ပြီးတစ်ခါထပ်နေပါတယ်။အရသာအတွက်ကိုလိုရာလေးထပ်ထည့်ပြီးစားလို့ရပါပြီနော်။လုံနည်းလေးရလွယ်လို့လိုက်လို့စားကြည့်ကြပါနော်။ဗီဒီယိုလေးကိုဆုံးထိကြည့်ပေးလို့ကျေးဇူးပါ။နောက်ဗီဒီယိုမှာပြန်တွေ့မယ်။အားလုံးပဲတတ်တာ။